အိန္ဒိယရဲ့မိသားရှိတဲ့အရသာရှိတဲ့ကဖေးလေးကနေတဖန်ကြိုးဆိုလိုက်ပါတယ်။ဒီနေ့ညအတွက်ကတော့အိန္ဒိယလမ်းဘေးမှာလူကြိုက်များလာတဲ့ဂျယ်လီနိုအေးလေးပဲချစ်ပါတယ်။ဒီဖြော်ရည်ကတော့တဘာဝတိုင်းဖြန်ထန်းရှင်တန်းနေတဲ့အင်းဆက်လီဒီဝင်းရိုင်းနေတဲ့လမ်းဘေးပတ်ဝန်းကျင်အငွေ့တက်ကြားမှာဖြောဆက်ပေးတာမို့လမ်းဘေးစာ street food ကျစစ်မှန်တဲ့ခန်းစားချက်ကိုပေးစွမ်းနိုင်ပါတယ်။အကယ်၍တင်ကိုယ်တိုင်စမ်းမတော့ရဲသည့်ဟုဆိုရင်တော့တငယ်ချင်းတွေနဲ့အတူခွဲဝေမြည်စမ်းကြည့်ဖို့အကောင်ဆုံးပါပဲ။ဒါကတော့အိန္ဒိယရဲ့ရိုးရာရီခေတ်ချင်းနဲ့ဖြော်ရည်ယဉ်ကျေးမှုထွန်းကားရာလမ်းဘေးဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ဆိုင်ရှင်ဖြစ်သူကတန်ရှင်အိမ်မြတဲ့ရေခဲသုံးကြီးပေါ်ကိုအနှံ့အရသာနဲ့အယောင်အသွေးစုံလင်လာတဲ့ရိုးရာဖြော်ရည် sauce တွေကိုအချိုးကျကျဆန်းပေးနေတာပါ။အစားအသောက်ရဲ့တဘာဝဆွဲဆောင်မှုကြောင့်ပတ်ဝန်းကျင်ကရင်းကောင်းလေးတွေတောင်လာရောက်ဝန်းရံနေတာတာမို့ဒါကလမ်းဘေးစာတွေရဲ့တဘာဝတိုင်းမြင်တွေ့နေကြမြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။ဒါအပြင်အိန္ဒိယရဲ့နာမည်ကြီးအဝါရောင်မုတ်ကြွပူရီနဲ့လည်းတွဲဖက်စားသုံးနိုင်ပါတယ်။ရေပူရအဖြစ်နိုအီးကိုအပူဒဏ်ပြေးပြောက်ဖို့နဲ့လန်းဆန်းဖို့တောက်ကြတာဖြစ်ပေမဲ့အိန္ဒိယစတိုင်နိုအီးကတော့အာဟာရတဲ့ပြေဝါယုံတွေမကပဲပါဝင်ပစ္စည်းစုံလင်လာတာကြောင့်ရေငတ်ပြေးစေတဲ့အပြင်ဘိုက်ကိုပါတကယ်ကိုဝလင်အိမ်အိုင်သွားစေနိုင်တဲ့အစွမ်းရှိပါတယ်ခင်ဗျာ။